မင်္ဂလာပါမင်္ဂလာစကားလုံးငယ်ပွားအစီအစဉ်မှာနှလုံးသားနှမျိုးရဲ့အကြောင်းကိုမစ္စရေနဲ့ပြင်ပြပါရစေဒေါက်တာမာရှယ်ရိုစင်ပါရဲ့အကြမ်းမဲ့တဲ့ပြောဆိုဆက်သွယ်မှုတို့မဟုတ်ယဉ်ကျေးတိမ်မွေးစွာပြောဆိုဆက်ဆံမှု non-violent communication ဆိုတဲ့အယူအဆထဲမှာကျွန်တော်တို့အားလုံးရဲ့အသွေးစိတ်ထဲမှာသူစံနှမျိုးနဲ့သဘောတဘာဝရှိတယ်ပေါ့နော်ဂျက်ကယ်လို့ခေါ်တဲ့မြေခွေးလေးနဲ့ဂျရပ်လို့ခေါ်တဲ့တိတ်ကလအိုးလေးတွေပဲဖြစ်ပါတယ်မြေခွေးလေးတွေဟာသူတို့မြင်နာနဲ့သူတစ်ပါးကိုဝေဖန်ဖို့အရန်ကိုလင်မြန်ကြပါတယ်ပေါ့နော်သူတို့နှလုံးသားထဲမှာခံစားချက်တွေတိတ်မထားဘူးကြောက်နေတာမျိုးဖြစ်ဖြစ်သူတို့တွေအစမပြေတာမျိုးဖြစ်ဖြစ်အဲ့လိုမျိုးချိန်ခါမှာသူတို့တို့မြောက်ဟင်းဟောက်တတ်တယ်ဒါနေလို့ဒါအစမပြေဘူးနေရာသုံးစားလို့မရဘူးဒါမြင့်ကြောင့်ဖြစ်ရတယ်ဆိုပြီးတော့အပြစ်တင်စကားတွေကိုသူတို့ပြောဖို့ကအရန်ကိုမြန်ဆန်ကြပါတယ်အဲ့ဒါကဘာကိုပြောချင်တယ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်အဓိကလိုအပ်ချက်ကိုဘယ်လိုတောင်းဆိုရမှမသိတဲ့အခါမျိုးမှာသူတစ်ပါးကိုအပြစ်တင်တယ်ကေးရဲ့ချင်းတွေနဲ့ဝေဖန်ချင်းတွေနဲ့ပဲသူကအဆုံးသတ်တာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီကောက်ချစ်တတ်တဲ့အမြင်နဲ့ပဲဆုံးဖြတ်တဲ့ဂျက်ကလေးတွေရဲ့အပြုတ်အမူသဘောထားကိုမယူဘဲနဲ့လူညံ့ကျင်ကျဲတိမ်မွေးစွာပြီးပြောဆိုဆက်ဆံတတ်ဖို့တော့အရေးကြီးပါတယ်ဂျရာဖလို့ခေါ်တဲ့တိတ်ကလအုပ်တွေကိုအကြမ်းမဲ့ဖက်ပြောဆိုဆက်ဆံတဲ့နေရာမှာတင်ကေတာအဖြစ်သုံးတဲ့အချက်နှစ်ချက်ရှိတယ်ပေါ့နော်ပထမအချက်ကသူတို့ကအမြင်ကျချင်းဖြစ်ပါတယ်ကျမတို့အားလုံးသိတဲ့အတိုင်းတိတ်ကလအုပ်တွေကလက်ပြင်းအရှဲတွေရှိတယ်ပေါ့နော်အဲ့ဒီအရှဲနဲ့သူတို့အမြင့်ကြီးရနေသူတို့ကိုသူတို့မြင်နိုင်တယ်ပေါ့နော်ဒီရိုင်းဆိုင်တဲ့စကားတွေရဲ့နောက်ွယ်မှာနာကျင်မှုတွေရှိတယ်ဆိုတဲ့ဥစ္စာကိုသူတို့ကမြင်အောင်ကြည့်နိုင်ဆန်းရှိတယ်နောက်တစ်ချက်ကနှလုံးသားအားအကောင်းဆုံးတိရစ္ဆာန်တွေဖြစ်တယ်ပေါ့နော်ရိုင်းဆိုင်တဲ့စကားလုံးတွေမပြောဘူးအဲ့ဒီရိုင်းဆိုင်တဲ့စကားလုံးတွေနောက်ွယ်မှာလည်းနာကျင်မှုတွေရှိတယ်ဆိုတဲ့ဟာကိုသူတို့သိတာကြောင့်ဖြစ်တယ်ဥပမာပြောမယ်ဆိုလို့ရှိရင်နေကငါ့ပုံမှာအရန်ဆိုင်နေကွာအဲ့လိုမျိုးပြောမဲ့အစားဒီနေ့ကတော့ငါနဲ့အထီးကျန်နေကျမကိုနွေနွေထွေးထွေးလေးရင်ရင်ကျဲကျဲလေးပဲပြုစုဆက်ဆံပေးပါလို့ဆိုခြင်းမျိုးဟိုပြောချင်တာပေါ့နော်စင်ခေါ်မှုတစ်ခုပေါ့နော်တောတာထွက်တာဖြစ်ဖြစ်အကြံဖက်ခံရတာပဲဖြစ်ဖြစ်အဲ့လိုမျိုးချိန်ခါမှာဒီမြေခွေးတွေရဲ့စိတ်ထားသဘောထားလေးကိုယူယူပေးနေဒီဂျရပ်လေးတွေရဲ့စိတ်သဘောထားကိုယူမယ်ပြီးလို့ရှိရင်အသက်ကိုဝဝလေးရှုမယ်ပြီးလို့ရှိရင်အမြင်ကျကျမြင်ကြည့်မယ်နှလုံးသားနဲ့နားထောင်မယ်နှလုံးသားအားအကောင်းဆုံးဖြစ်တဲ့သူများရဲ့ခံစားချက်ကိုနားလည်ပေးတဲ့ဂျရပ်လေးတွေရဲ့စိတ်နဲ့သဘောထားကိုရွေးချယ်ဖို့လိုအပ်တယ်လို့ဝေမျှရင်လည်းသခင်ယေရှုကငါဒီလူညံ့တိမ်မွေ့သောစိတ်နှလုံးရှိတယ်ငါထမတင်ညွကြလောလို့သခင်ယေရှုကပြောပါတယ်ဆိုတော့ကျမတို့ခရိယန်ဘဝတက်တာမှာသူတစ်ပါးကိုအမြင်နဲ့ပဲမဆုံးဖြတ်ပဲနဲ့သူတို့ရဲ့ခံစားချက်ကိုနှလုံးသားနဲ့ချစ်ချင်းမေတ္တာနဲ့နားထောင်ပေးမယ်ချစ်ချင်းမေတ္တာနဲ့ပြောဆိုမယ်ချစ်ချင်းမေတ္တာနဲ့လက်ခံတတ်မယ်ဒါဟာသခင်ယေရှုကျမတို့ကိုကျင့်ကြံဖို့ဖိတ်ခေါ်နေတဲ့အရာလည်းဖြစ်ပါတယ်ဒါကြောင့်မို့သခင်ယေရှုရဲ့ concept အတိုင်းကျမတို့တွေစူးစမ်းပြီးတော့လက်လျှော့ကြပါစို့စစ်စဲကတော့စင်ဖရန်စစ်ဆေးပြအတင်းတိုင်းမှာစစ်စဲစစ်စဲပေါင်းဆောင်ကြည့်အောင်ဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ရှင် DG for the greatest glory.